အင်ဒိုနီးရှားသမ္မတနိုင်ငံ၏82နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ရန်ကုန်မြို့ရှိအင်ဒိုနီးရှားသမ္မတနိုင်ငံတန်ယုံမှကြီးမှုကပန်ကွန်ခံပြီးပျော်ရွှင်ပွဲဆင်မြင့်အခမ်းအနားကိုဩဂုတ်လ23ရက်နေ့ဒီကနေ့မနက်ပိုင်းကရန်ကုန်မြို့တကုံမြို့နယ်ရှိအင်ဒိုနီးရှားသမ္မတနိုင်ငံတန်ယုံဂျန်နာနုရကအားကစားခန်းမမှာစီကားတမ်းမြတ်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။အင်ဒိုနီးရှားတန်ယုံအနေနဲ့အခုလိုမျိုးလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲအခမ်းအနားတွေကိုနှစ်စဉ်ကျင်းပပြုလုပ်လေးရှိပြီးအခု82ကြိမ်မြောက်အခမ်းအနားမှာဆိုရင်လည်းရန်ကုန်မြို့မှာရှိတဲ့အင်ဒိုနီးရှားမိသားစုဝင်များတန်ယုံမိသားစုများမြန်မာမိတ်ဆွေများနဲ့ကျောင်းသားကျောင်းသူများအပါအဝင်ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ Saat ini adalah panggung gembira.ဒီနေ့ကတော့ပန်ကုန်းကမီရာလို့ခေါ်ပါတယ်ဒီအခမ်းအနားဆိုလို့ရှိရင်သူတို့လွတ်လပ်ရေး82နှစ်မြောက်အင်ဒိုနီးရှားလွတ်လပ်ရေးနေ့အခမ်းအနားရဲ့အားကစားပြိုင်ပွဲတွေပျော်ပွဲရှင်ပွဲတွေအားလုံးကိုစုပွဲပွဲအပါဝင်ပျော်ပွဲရှင်ပွဲအားလုံးပိတ်ပွဲအားလုံးကိုဒီနေ့ကျင်းပတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့အင်ဒိုနီးရှားနိုင်ငံသားအားလုံးမိသားစုဝင်အားလုံးလာကြပါတယ်ပြီးလို့ရှိရင်အပြင်ကစပွန်ဆာပေးတဲ့ကုမ္ပဏီတွေနောက်ပြီးတော့အင်ဒိုနီးရှားကျောင်းသူကျောင်းသားတွေနဲ့ရုံးဝန်ထမ်းမိသားစုတွေအကုန်လုံးစုပေါင်းပြီးတော့ဆင်နွှဲကြတာဖြစ်ပါတယ်ပြီးတော့မြန်မာအတိုင်းဝိုင်းနဲ့ကျွန်တော်တို့အင်ဒိုနီးရှားအတိုင်းဝိုင်းတွေကဒီပွဲပေါ်မှာမူတည်ပြီးတော့အကုန်လုံးစုပေါင်းချစ်ခင်နဲ့တွေ့ဆုံပြီးတော့ရှေ့ဆက်ပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုတည်ဆောက်သွားမှာဖြစ်တဲ့အတွက်ပျော်ရွှင်ရပါတယ် Kedua negara akan semakin kuat. Cemana mereka Ibu Ade Marwini Indonesia government Silabai independent day sih deh. Ada independent day apa ka gezare kami aja be. No kali gezare sih deh. No bio luji gezare sih deh. Yang bio kau ne. Dine ka nau song Yesuro. Sideha Indonesia sideha lu ka konglong di Indonesia tayong nelare. Bi tecing some sih deh. Kame sih deh. Mi aja be bio kau ne.အခုလိုပွဲအခမ်းအနားတွေကိုကျင်းပပြုလုပ်ခြင်းအဖြစ်ရန်ကုန်ရောက်အင်ဒိုနီးရှားနိုင်ငံသားများနဲ့မြန်မာပြည်သူများအကြားချစ်ချစ်ရင်းနှီးမှုကိုပုံမခိုင်မာလာစေမှာဖြစ်ကြောင်းသိရပါတယ်။ကိုရီမြန်မာတွေမှာလိုပဲလွတ်လပ်ရေးနေ့အထိမ်းအမှတ်နဲ့ကလေးတွေကစားကြတယ်ပျော်ပွဲရွှင်ပွဲလုပ်တဲ့သဘောပါရှင်ဒီနေ့အခမ်းအနားမှာတော့သူတို့ရဲ့ယဉ်ကျေးမှုရိုးရာအကတွေနောက်ကျမတို့ကျောင်းဘက်ကလည်းဒီမြန်မာအကလေးတွေဖြောပြပါမယ်နှစ်နိုင်ငံဒါချစ်ကြည်ရေးအနေနဲ့ရော culture လည်းဖလှယ်ခွင့်ရတာပေါ့နော်ပြိုင်ပွဲလေးတွေလုပ်တယ်စုလေးလည်းပေးတယ်ပျော်ပွဲရွှင်ပွဲနောက် lucky draw prize တွေလည်းအကုန်လုံးလာရောက်တဲ့သူအားလုံးကို lucky draw လည်းပေးပါတယ်ရှင်စီစဉ်ပေးအင်ဒိုနီးရှားနိုင်ငံတန်ယုံကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။အခုပြုလုပ်တဲ့အခမ်းအနားမှာဆိုရင်ကလေးများအတွက်ဂိမ်းပြိုင်ပွဲများအင်ဒိုနီးရှားကျောင်းရန်ကုန်နဲ့အင်ဒိုနီးရှား International ကျောင်းများမှကျောင်းသားကျောင်းသူများဆရာဆရာမများရဲ့အမှုပညာနဲ့ဂီတဖျော်ဖြေမှုများအင်ဒိုနီးရှားမြန်မာနှစ်နိုင်ငံယဉ်ကျေးမှုဖျော်ဖြေပွဲများလည်းပါဝင်သလိုရိုးရာအဝတ်အထည်နဲ့ရိုးရာအစားအစာများယဉ်ကျေးမှုပြကမ်းများဖြစ်လဲစီကားသမြိုက်စွာပါဝင်ပြသခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။